စောင်းဝင်လာပြီမို့လို့ဇီးသီးတွေတွေ့ရပါတယ်အဲ့ဒါနဲ့ကျွန်တော်ဇီးသီးတစ်ချင်းဝယ်ခဲ့ပါတယ်ဒါက20ဘိုးဖြစ်ပါတယ်ဒီဇီးသီးကိုတေချာလေးဆေးပြီးတော့ကျွန်တော်မြည်ကြည့်မှာဖြစ်ပါတယ်ဇီးသီးအရွယ်စားတော့မြင်တဲ့အတိုင်းပဲတော်တော်ကြီးကိုကြီးပါတယ်ဆိုတော့အရသာဘယ်လိုနေမလဲကျွန်တော်စပြီးတော့စားကြည့်ပါတယ်ပုံမှန်အညာဇီးသီးအရသာလိုမျိုးထပ်ပူပြီးတော့နည်းနည်းလေးသူကပူပြီးတော့ကျွတ်တယ်ပေါ့နော်လက်တာလာတော့မသိဘူးစားလိုက်တာနဲ့ကျွတ်ခနဲ့နဲ့ရေတဲ့ပုံများတယ်ပေါ့နော်ရာသီဥတုအေးလို့လားပါလာတော့မသိဘူးပေါ့နော်အရင်လည်းမချင်သလိုအရင်လည်းမချိုဘူးဖန်လည်းမဖန်ဘူးပေါ့နော်သူကတော်တော်ကျွတ်ရွလေးနဲ့စားလို့တော်တော်ကောင်းတယ်အရင်ကြီးမချင်တဲ့အတွက်ပိုစားတာပေါ့နော်ဆိုတော့ကျွန်တော်ငပိနဲ့စားကြည့်ရငပိနဲ့စားတော့ရတာဘယ်လိုနေမလဲဆိုတော့ကျွန်တော်ကတော့ငပိနဲ့စားတာကတော့အချင်ပါတဲ့ဟာကိုပိုကြိုက်တယ်ဒါကတော့အချင်တဲ့အရင်မကဲတဲ့အတွက်ဒီတိုင်းစားရတာပိုကြိုက်တယ်ဒါပေမဲ့အရသာ2မျိုးလုံးစားခြင်းတဲ့အတွက်ငပိနဲ့1မျိုးစားလိုက်တယ်တစ်ခါစားတယ်ပြီးရင်ဒီတိုင်းတစ်ခါစားတယ်ဆိုတော့အဲ့လိုအလှည့်ကျလေးစားရတယ်ဒီတစ်ချင်းလုံးပေါ့နော်20ဘိုးတစ်ချင်းလုံးတစ်ထိုင်နဲ့စားလို့ကုန်သွားတယ်ဗျပုံမှန်ဆိုလို့ရှိရင်ဒီလိုဇီးသီးအများကြီးဆိုကျွန်တော်3-4လုံးနဲ့ပို့ပြီးတော့မကုန်အခုကတော့တော်တော်စားလို့ကောင်းလို့ကုန်သွားတယ်ခဏလေးနဲ့ဒါကျွန်တော်စားထားတဲ့ဟာပေါ့နော်